ကြည်လင်လှပတဲ့မျက်နှာလေးအတွက်အလှပြင်ပြမယ်မိတ်ကက်လိန်တဲ့အခါမှာမိတ်ကက်သားပိုတက်ချင်တဲ့လိမ့်လို့ပိုကောင်းချင်တယ်ဆိုရင်အခုလိုမျိုး mask လေးတွေကပ်ပေးနော် skin care တေချာလုပ်ပေးတဲ့သူ skin ကောင်းတဲ့သူကမိတ်ကက်လိန်တဲ့အခါမှာပို့ပြီးတော့လှပါတယ်ထူထူပိမ့်ပိမ့်မိတ်ကက်ကြီးတွေမကြိုက်တဲ့သူတွေပပကြည်ကြည်နဲ့တနေကုန်လှစေမဲ့ချက်မိတ်ကက်လေးကိုရွေးချယ်နော်ချက်မိတ်ကက်လေးကလိန်ရတာလည်းအရန်လွယ်ကူပြီးတော့လိန်လိုက်လို့ရှိရင်ကိုယ့်ရဲ့မျက်နှာအသားရည်နဲ့တစ်ထက်တည်းကြပြီးမျက်နှာလေးကိုလင်းစေတယ်။နေကလည်းပပြီးတော့ primer လည်းပါတာမို့လို့တနေကုန်လည်းခံစေတယ်။ skin care effect လည်းပါတာမို့လို့တနေကုန်ကြည်ကြည်ပြောင်ပြောင်လေးနဲ့လှနေစေမှာရှင်။ပပကြည်ကြည်လေးဆိုတော့အခုလိုຫນွေရာတွေနဲ့လည်းလိုက်ဖက်နေရောကိုရီးယားမင်းသမီးလေးတွေတရုတ်မင်းသမီးလေးတွေကိုကြည့်လိုက်လို့ရှိရင်သူတို့မျက်နှာလေးကနှကန်းလေးပဲဆိုပြီးလှနေတယ်လို့လေးပေါ့နော်တကယ်ကသူတို့မိတ်ကပ်လိန်ထားပါတယ်သူတို့ရဲ့မိတ်ကပ်လေးကပပကြည်ကြည်လေးမတိတာတာပေါ့နော်မင်းတို့ရဲ့ချက်မိတ်ကပ်လေးကိုလိမ့်မယ်ဆိုရင်လည်းအဲ့လိုပဲမိတ်ကပ်လိန်ထားမှမတိတာပဲနဲ့တဘာဝအလှလိုမျိုးလေးလှနေစေမှာပေါ့နော်ကဲပပကြည်ကြည်အလှတရားလေးနဲ့ဆွဲဆောင်ခြင်းနဲ့ဆိုရင်တော့ချက်မိတ်ကပ်လေးကိုခုပဲမှာယူလိုက်တော့နော်တေတော့ရဲ့ချက်ပေါက်တော့မဟုတ် Viber Telegram နံပါတ်ဖြစ်တဲ့099577388609တို့မှာယူနိုင်